အားလုံးကကျွန်တော်တို့ WG ဖွဲ့မွန်တိုင်းဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်က FED ကကိုကောင်းတဲ့ပိုင်ဖြစ်ပါတယ်အခုကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီကျွန်တော်ကပီမှာဘာမှုလေးလာပြီးတော့ကိုကြီးဆောင်ရွက်ပေးတာမသိဘူးပေါ့နော်ကပီမှာလူငယ်2ယောက်မတော်တဆတည်ဆုံးခဲ့တဲ့မှုဖြစ်ပါတယ်တည်ဆုံးသွားပါပေါ့နော်အခုဒါကျွန်တော်တို့ဒီမြို့နယ်ဒီနေ့ဆိုရင်မြို့နယ်ပကံစကုံမှာတထင်းနဲ့အပါဝင်လာရောက်ပြီးပူးပေါင်းဆောင်ရွက်ပြီးဖြည့်ရှင်းတဲ့မှုလေးဖြစ်တယ်ဒါပေမဲ့ဒီလောက်သမား2ဦးမှာကသူကလုပ်ငန်းခွင်တွေမှာတည်ဆုံးပြီးအပြင်မှာတည်ဆုံးတာကိုဒါပြန်လည်စီစစ်ပြီးတော့ဒါကျွန်တော်တို့ကဒီ50ပေါ့နော်တကယ်လို့ဒါ CCP တကယ်လို့လုပ်ငန်းခွင်မှာတည်ဆုံးတာမှန်တယ်ဆိုရင်ပကံစကုံရဲ့နစ်နာကြေးရမယ်တကယ်လို့လုပ်ငန်းခွင်ထဲမှာမဟုတ်ဘူးအပြင်မှာတည်ဆုံးနေဆိုရင်ကျွန်တော်တို့ကတကြိုစရိတ်နဲ့အသက်ကြီးထောက်ပံ့ကြေးနှစ်ခုရမယ်ပေါ့နော်ဟုတ်တယ်နော်ဒီနေ့ပကံစကုံကြီးပြောဟုတ်တယ်နော်အန်တီနဲ့ဦးလေးဟုတ်တယ်နော်အပေါ်မှာကျွန်တော်တို့ကဒီကားပကံနဲ့ကားထလော်ပေါ်နဲ့ကဒါထပ်ပြီးတော့ကျွန်တော်တို့ကရော်ချင်းနှစ်ခုထည့်ရမယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ထွက်ဆိုချက်တစ်ခုကျွန်တော်ကလာပြီးပေးအောင်မယ်နော်အဲ့မှာဆိုရင်ဒါကားပကံ9သိန်းနဲ့ထလော်ပေါ်9သိန်းနှစ်ခုရမယ်အဲ့ဒါကကျွန်တော်တို့ဒီတအူးကိုဒါဘတ်7သိန်းနီးပါပေါ့နော်ကားပကံကားထလော်ပေါ်ပဲပေါ့နော်ဒါရဲစခန်းမှာလည်းဒါထွက်ဆိုချက်ပေးပြီးသွားပြီဒါဒီနေ့လာတာဒါကျွန်တော်တို့မြို့နယ်ပကံစခုံရုံးလာရောက်ပြီးတင်ပေးတာဖြစ်တယ်ပေါ့နော်တထေးနဲ့အပါဝင်ဟုတ်လားအခုဒါကျွန်တော်တို့ WAG နဲ့ FVD Foundation ကပြီးလာလုပ်ပေးတာရောစိတ်တန်းကြားရလားကြားပါတယ်နောက်ပြီးရင်ရောဒီကျွန်တော်တို့တွေဒီ FVD Foundation နဲ့ကျွန်တော်တို့ WAG နဲ့ကဦးလေးတို့ဒီဒါပြီးကုညီဆောင်ရွက်ပေးတဲ့ပုံမှာရာဂိုင်နှုန်းနေနဲ့ယူသွားတာရှိလားမရှိပါဘူး percentage ယူတာရှိလားမရှိပါဘူးဒါကဒါကျွန်တော်တို့လာပြီးကုညီဆောင်ရွက်ပေးဟုတ်တယ်နော်ဒါဆိုရင် FVD Foundation ဒါကျွန်တော်တို့ဆိုရင်အလုပ်သမားကုညီဆောင်ရွက်ပေးတဲ့ WAG အဖွဲ့ဟုတ်တယ်နော်ဟုတ်